1980ကျော်ကာလတွေမှာနယူးယောက်မြို့တော်ဟာအမှုခင်းတွေအရန်ကိုမြပြတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲဒီထဲမှာအဆိုးဆုံးကတော့ကုန်တင်ကားတွေလူရက်ခံရတဲ့အမှုတွေပါ။အဲဒီလိုလူရက်မှုတွေကိုအဖွဲလိုက်လုပ်ကြပြီးရလာတဲ့ကုန်ပစ္စည်းတွေကိုခိုးရပါပစ္စည်းလက်ခံတဲ့သူတွေစီပြန်ရောင်းကြပါတယ်။တချို့လူရက်မှုတွေမှာဆိုရင်ကုန်ကားတစ်စင်းကနေလူရက်ခံရတဲ့ကုန်ပစ္စည်းတွေရဲ့တန်ကြေးဟာဒေါ်လာ2သိန်းကျော်3သိန်းနီးပါးရှိပါတယ်။ဒီလိုတောင်းကျမ်းတဲ့လူရက်မှုတွေကိုဖော်ထုတ်ဖို့အတွက် FBI ကအဲ့ဒီခိုးရပါပစ္စည်းလက်ခံသူတွေကိုပြစ်မှတ်ထားတဲ့လျှို့ဝှက်စစ်စင်ရေးတစ်ခုစတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီစစ်စင်ရေးအတွက်အသွင်ယူအေဂျင့်အဖြစ်ဟန်ဆောင်ဖို့ပစ္စတုံးကိုရွေးချယ်ခဲ့ပါတယ်။ဂျိုးဇက်ဒေါမနစ်ပစ္စတုံးကို1939ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။နယူးဂျာစီပြည်နယ်ကအီတလီလူမျိုးမိသားစုမှာမွေးဖွားကြီးပြင်းလာတာဖြစ်ပြီး1965ခုနှစ်မှာပီတာဆင်ကောလိပ်ကနေဘွဲ့ရခဲ့ပါတယ်။ရေတပ်ထောက်လှမ်းရေးမှာ3နှစ်တိတိတာဝန်ထမ်းဆောင်ခဲ့ပါတယ်။1969ခုနှစ်မှာ FBI ကိုဝင်ရောက်ခဲ့ပါတယ်။ပစ္စတုံးကိုအသွင်ယူအေဂျင့်ဖြစ်လုပ်ခိုင်းရတဲ့အကြောင်းရင်း2ချက်ရှိပါတယ်။ခိုးရမှာပစ္စည်းတွေကိုလက်ခံတဲ့သူတွေအများစုဟာမာဖီးယားတွေဒါမှမဟုတ်အီတလီလူမျိုးတွေဖြစ်ပါတယ်။ဒါကြောင့်အီတလီလူဆိုးလူမိုက်တွေကိုစုံစမ်းရမှာဖြစ်တဲ့အတွက်အီတလီစကားပြောရတဲ့ပစ္စတုံးဟာအသင့်တော်ဆုံးပါ။နောက်ပြီးပစ္စတုံးငယ်ငယ်တုန်းကနေခဲ့တဲ့ရက်ကွက်ဟာလူဆိုးလူမိုက်တွေတောင်းကျမ်းတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်သူဟာအဲဒီလောကနဲ့အကျွမ်းတဝင်ရှိခဲ့ပြီးသားဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကုန်တင်ထရက်ကားတွေကိုကောင်းကောင်းမောင်းတဲ့ပစ္စတုံးဟာကားခိုးကိုင်းတစ်ခုကိုအသွင်ယူပြီးစုံစမ်းထောက်လှမ်းခဲ့မှုပါတယ်။အဲ့ဒီအသွင်ယူစုံစမ်းထောက်လှမ်းရေးဟာလည်းတော်တော်အောင်မြင်ခဲ့တာပါ။ဒီတစ်ခါမှလည်းခိုးရပါပစ္စည်းလက်ခံသူတွေကိုစုံစမ်းဖို့အတွက်ရတနာတခိုးအဖြစ်ဟန်ဆောင်မှာပါ။အသွင်ယူအေဂျင့်တယောက်အနေနဲ့ရာဇဝတ်မှုတွေကိုကျူးလွန်လို့မရတဲ့အတွက်ရတနာတခိုးဆိုရင်တတ်ဖို့ဖြတ်ဖို့မလိုတော့ပါဘူး။အရင်ဆုံး FBI ကပစ္စတုံးကိုလိုအပ်တဲ့သင်တန်းတွေပို့ချပါတယ်။သင်တန်းတွေမှာရတနာတွေကြောက်မြတ်ပစ္စည်းတွေတော့စနစ်တွေအချက်ပေးစနစ်တွေမီးကန်တစ်တာတွေအကြောင်းလေ့လာခဲ့ရပါတယ်။ဒီစစ်စင်ရေးအတွက်6လတိတိပြင်ဆင်ခဲ့ရပါတယ်။ဒီစစ်စင်ရေးရဲ့အချိန်ကာလကို6လလို့သတ်မှတ်လိုက်ပါတယ်။1986ခုနှစ်စက်တင်ဘာလမှာတော့ပစ္စတုံးဟာ FBI ဌာနချုပ်ကနေထွက်ခွာလာပါတယ်။ဇနီးနဲ့သားသမီးတွေကိုထားခဲ့ပြီးမန်ဟတ်တန်မှာတိုက်ခန်းတစ်ခန်းငှားနေပါတယ်။ဒီစစ်စင်ရေးမှာအသုံးပြုမဲ့သူ့ရဲ့နာမည်ကတော့ဒွန်နီဘရက်စကိုပါ။အရင်ဆုံးပစ္စတုံးဟာထရက်ကားတွေကိုလူရက်တက်တဲ့သူတွေခိုးရမှာပစ္စည်းလက်ခံတဲ့သူတွေအဲဒီလိုလူတွေနဲ့အဆက်အသွယ်ရှိတဲ့သူတွေသွားတဲ့လာတတ်တဲ့ဘားတွေစားတောက်ဆိုင်တွေကိုသွားပါတယ်။နေတိုင်းသွားလာရင်းနဲ့ဘားကိုလာတဲ့သူတွေရဲ့အရေးအခြေကိုလေ့လာပါတယ်။တဖြည်းဖြည်းနဲ့အသားကျလာတဲ့အခါသူနဲ့မြန်မာတက်မိတဲ့ဘားဒနာတယောက်စီကိုသွားပါတယ်။အဲ့ဒီဘားဒနာကိုလက်စွပ်တကွင်းထည့်ထားတဲ့စာအိတ်တအိတ်ပေးလိုက်ပြီးဒါလေးရောင်းပေးပါလို့ပြောလိုက်ပါတယ်။ဘားဒနာကလည်းဘာမှပြန်မပြောပဲစာအိတ်ကိုဒီအတိုင်းယူထားပါတယ်။2ရက်လောက်ကြာတော့အဲ့ဒီဘားဒနာစီကိုပြန်သွားပါတယ်။ဘားဒနာကသူ့ကိုစာအိတ်တအိတ်ပြန်ပေးပါတယ်။အဲ့ဒီစာအိတ်ထဲမှာပတ်စံနေအထက်လိုက်ပါဒီလိုနည်းနဲ့သူဟာခိုးရမှာပစ္စည်းလက်ခံတဲ့သူတွေစီဝင်နိုင်ခဲ့ပါတယ်။မကြခင်မှာပဲသူဟာရတနာပစ္စည်းတွေခိုးတဲ့သူတယောက်အနေနဲ့ခိုးရမှာပစ္စည်းလက်ခံတဲ့သူတွေစီဓာတ်ရိုက်ချိတ်နိုင်ခဲ့ပါတယ်။လေးလအကြာမှာတော့ကုန်တင်ကားတွေကိုလူရက်ဓမြတိုက်လို့ရတဲ့ပစ္စည်းတွေကိုလက်ခံလေးရှိတဲ့ဂျီလီဆိုတဲ့လူတစ်ယောက်နဲ့အယောင်းဝယ်လုပ်ပါတယ်။ဂျီလီအကြောင်းကိုစုံစမ်းတဲ့အခါဂျီလီဟာကုန်ကားတွေကိုဓမြတိုက်လူရက်တဲ့အဖွဲ့တစ်ခုကိုထောင်ထားတယ်ဆိုတာသိလာရပါတယ်။နောက်ပြီး FBI ရဲ့စုံစမ်းမှုအရဂျီလီဟာကိုလံဘိုမာဖီးယားဂိုင်းသားတစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။ FBI ရဲ့ညွှန်ကြားမှုအရလက်စွပ်နာရီဆွဲကြိုးစတဲ့ပစ္စည်းတွေကိုဂျီလီနဲ့အယောင်းဝယ်လုပ်ရင်းပို့ပြီးရင်းနှီးအောင်လုပ်ပါတယ်။ဒီလိုနဲ့တရက်မှာဂျီလီကအခန်းတစ်ခုတည်းခေါ်သွားပြီးသူ့လူ2ယောက်နဲ့မိတ်ဆက်ပေးပါတယ်။အဲ့ဒီသူတွေကတော့ဖရန်ကီနဲ့ပတ်စီပါ။သူတို့3ယောက်ကပစ္စတုံးကိုသူတို့ဖောက်ထွင်းခြင်းတဲ့ကိစ္စတစ်ခုကိုကူညီဖို့မီးကန်တစ်တာကိုဖွင့်ပေးဖို့တိုင်ပင်ပါတယ်။ရဲတွေအေဂျင့်တွေဟာအသွင်ယူထားတာဖြစ်ပေမဲ့တကယ်ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့မရှိပါဘူး။ပစ္စတုံးအယောင်းဝယ်လုပ်နေတဲ့နာယီတွေလက်စွပ်တွေဟာ
FBI ကဖမ်းထားတဲ့ပစ္စည်းတွေပါဒါကြောင့်သူကညင်းလိုက်ပါတယ်အဲ့လိုညင်းလိုက်တော့သူတို့၃ယောက်ကသူ့ကိုတန်တရားတွေဝင်လာပြီးမေးခွန်းတွေထုတ်ပါတယ်ဒိုနီဘရက်စကိုလို့နာမည်ခံထားတဲ့အသွင်ယူရဲဟန်ဆောင်တစ်ခုလို့ယူဆပြီးစစ်ဆေးရေးလုပ်ပါတယ်သူတို့မကျေနပ်ရင်တပ်ပစ်မယ်လို့ချိန်ချောက်ပါတယ်ပစ္စတုံးဘယ်မှာနေခဲ့လဲဘာတွေလုပ်ခဲ့လဲဘယ်သူတွေနဲ့တိလဲစတာတွေမေးမြန်းပါတယ် FBI ကတင်ပေးလိုက်တဲ့စစ်ကြောရေးတင်တန်းအတွေ့အကြုံတွေကြောင့်သာသူ့ကိုတတ်မဲ့ဖြတ်မဲ့လုပ်နေတဲ့လူ၃ယောက်ရဲ့ဖိအားကိုရင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်9နာရီကြော်စစ်ဆေးပြီးတဲ့အခါဂျီလီကပစ္စတုံးကိုအပြည့်အဝယုံကြည်သွားတဲ့အတွက်စစ်ဆေးရေးလုပ်တဲ့ကိစ္စကိုရပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲပစ္စတုံးကပက်စီကိုရုတ်တရက်ထထိုးပါတယ်ပက်စီကလည်းသူ့ကိုပြန်ဆော့ပါတယ်ကြံတဲ့2ယောက်ကသူတို့ရန်ပွဲကိုဖြန့်ဖြေးပေးပါတယ်ပစ္စတုံးက3ယောက်ထဲမှာပက်စီကိုပဲရွေးပြီးထိုးတာအကြောင်းရှိပါတယ်ပစ္စတုံးအနေနဲ့သူ့ကိုဒီလိုဂျောင်းပိတ်မေးတဲ့ကိစ္စအပေါ်မကျေနပ်ကြောင်းပြဖို့လိုပါတယ်အေးအေးစစ်စစ်နဲ့ငြိမ်ခံလိုက်ရင်သူ့ကိုကြောက်တတ်တဲ့ကောင်လို့ထင်သွားမှာပါလူမိုက်တွေချမ်းမှာနေခဲ့ဘူးတဲ့ပစ္စတုံးအနေနဲ့ဒါမျိုးအထင်ခံရရင်နောက်ပိုင်းမှာသူ့ကိုအထာမရှိတဲ့ကောင်လို့ယူဆသွားမယ်ဆိုတာကောင်းကောင်းသိပါတယ်ဂျီလီနဲ့ဖရန်ကီဟာမိတ်မန်လို့ခေါ်တဲ့မာဖီးယားဂိုင်းသားအစ်စ်တွေပါသူတို့ကိုရန်သွားစမိရင်ပြဿနာရှိပါတယ်ဒါကြောင့်ပတ်စီကိုပဲတွေ့တာပါဒါပေမဲ့ဒီရန်ပွဲကြောင့်ဂျီလီကသူ့ကိုအပြည့်အဝယုံသွားပါတယ်အသွင်ယူရဲတွေကိုလူမိုက်တွေနဲ့ပြဿနာဖြစ်တာရှောင်ဖို့ညွှန်ကြားထားတာမို့ပစ္စတုံးဟာရဲမဖြစ်နိုင်ဘူးလို့ယူဆသွားတာပါနောက်ပြီးဒါမျိုးလုပ်တာဟာတကယ်ဒူးစီရဲ့လောကသားအထာဖြစ်ပါတယ်နောက်နေ့မှာတော့ပစ္စတုံးကသူ့ကိုမယုံရင်အယောင်းဝယ်ကိစ္စတွေဆက်မလုပ်ဖို့ဂျီလီကိုပြောပါတယ်ပြီးတော့ဒီလိုဖောက်ထွင်းတဲ့အရှုပ်ရှင်းကြတဲ့မပါခြင်းဘူးလို့ပြောလိုက်ပါတယ်ဂျီလီကသူ့ကိုအဲ့ဒီ2ယောက်နဲ့မဆက်သွယ်ခိုင်းမယ်နောက်ထပ်ဒူးစီရဲ့လောကသားတစ်ယောက်ဖြစ်တဲ့တိုနီမီရာနဲ့ချိတ်ပေးပါတယ်တိုနီမီရာဟာဘိုနာနိုမာဖီးယားဂိုင်းသားဖြစ်ပါတယ်ကိုလံဘိုမာဖီးယားဂိုင်းသားဖြစ်တဲ့ဂျီလီနဲ့ဘိုနာနိုမာဖီးယားဂိုင်းသားဖြစ်တဲ့တိုနီမီရာတို့ဟာစီးပွားရေးဆက်တူလုပ်နေတာဖြစ်ပြီးဒီအချက်ဟာ FBI အတွက်အရေးကြီးတဲ့သတင်းဖြစ်လာပါတယ် FBI ဟာသူတို့ရဲ့သတင်းပေးတွေအသွင်ယူရဲတွေကတဆင့်မာဖီးယားဂိုင်းတွေအကြောင်းကိုကြားထားပေမဲ့လက်ရှိအချိန်မှာပစ္စတုံးပေးတဲ့သတင်းမျိုးဟာသူတို့တခါမှမသိကြတဲ့သတင်းတွေပါနယူးယောက်မြို့ကိုမာဖီးယားဂိုင်းကြီး9ခုကကြီးစိုးထားတယ်အဲ့ဒီဂိုင်းတွေဟာသူ့အနေနဲ့သူခွဲထားပြီးဒူးစရိုက်မှုတွေလုပ်ကြတယ်လို့သတင်းရထားပါတယ်ဒါပေမဲ့အခုလိုမျိုးမာဖီးယားဂိုင်းတွေအချင်းချင်းပေါင်းပြီးတရားမဝင်လုပ်ငန်းတွေလုပ်တယ်ဆိုတဲ့သတင်းမျိုးကိုတခါမှမရဘူးပါဘူးဒါကြောင့်မာဖီးယားတွေနဲ့ပတ်သက်တဲ့ဒီသတင်းမျိုးကိုရလာတဲ့အခါ FBI အရာရှိတွေအစည်းအဝေးလုပ်ပါတယ်ပြီးတော့ကုန်ကားအလုခံရတဲ့ကိစ္စကိုစုံစမ်းတဲ့အနေအထားကနေမာဖီးယားတွေကိုထောက်လှမ်းတဲ့စစ်စင်ရေးကိုလှုပ်ဆောင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုနဲ့ပစ္စတုံးဟာမူလကကုန်ကားဓမြတိုက်တဲ့အမှုကိုကင်တွယ်ဖို့ဟန်ဆောင်တခိုးအဖြစ်6လအသွင်ယူဖို့ဖြစ်ပေမဲ့အခုချိန်မှာတော့မာဖီးယားတွေရဲ့သတင်းကိုထောက်လှမ်းဖို့ဖြစ်လာပါတယ် FBI ရုံးချုပ်မှာပစ္စတုံးဆိုတဲ့နာမည်နဲ့ပတ်သက်တဲ့ဖိုင်တွေအားလုံးကိုဖျောက်ပစ်ပါတယ်သူ့ရဲ့ဖိုင်တွေအားလုံးကိုဒီစစ်စင်ရေးကိုဓာတ်ရိုက်ကိုင်တဲ့အကြီးတန်းအေဂျင့်ဂျူးစ်ဘိုနာဘိုလန်ဒေးစီမှာတင်ဆက်ထားလိုက်ပါတယ် FBI ညွှန်ကြားရေးမှူးကတခြားလုပ်ဖော်ကိုင်ဘတ်တွေကိုသူ့အကြောင်းနဲ့ပတ်သက်လို့ဘာအတမ်းမှမထွက်ဖို့အမိန့်ပေးလိုက်ပါတယ်1960 1980ကျော်ကာလမှာနယူးယောက်မြို့တော်ကိုဘိုနာနိုဂမ်ဘီနိုကိုလံဘိုဂျီနိုဗစ်နဲ့လူခဲစီမာဖီးယားဂိုင်းကြီး9ခုကကြီးစိုးထားပါတယ်အဲ့ဒီဂိုင်းတွေဟာသူ့အပိုင်နဲ့သူခွဲထားပြီးရာဇဝတ်မှုတွေကျူးလွန်ကြပါတယ်ကုန်တင်ကားတွေကိုလူရက်တာမူရစ်စေးအယောင်းဝယ်လုပ်တာချင်းချောင်းငွေညစ်တာစတဲ့ရာဇဝတ်မှုမျိုးစုံနဲ့ဝင်ငွေဖြောက်နေကြပါတယ် FBI ရဲ့ခံမှန်းမှုအရအဲ့ဒီခေတ်ကာလကနယူးယောက်မာဖီးယားဂိုင်းကြီး9ခုရဲ့တရားမဝင်လုပ်ငန်းကရတဲ့ဝင်ငွေဟာနှစ်စဉ်ဒေါ်လာ10ဘီလီယံရှိမယ်လို့ယူဆကြပါတယ်ဒီပမာဏဟာ Ford, Chrysler နဲ့ GM တို့လိုအမေရိကန်ကားကုမ္ပဏီကြီးနှစ်ခုပေါင်းရဲ့အမြတ်စွန်းထက်ပိုများပါတယ်တရားမဝင်လုပ်ငန်းတွေနဲ့ကြီးပွားနေတဲ့မာဖီးယားတွေကိုဖြိုခွဲခြင်းပေမဲ့နေခံရဲတွေကိုငွေယူမလားကြည်စံယူမလားဆိုတဲ့နီးလန်းနဲ့ချုပ်ကင်ထားတဲ့အတွက်ဘာမှလုပ်မရခဲ့ပါဘူးဒါကြောင့်မာဖီးယားဂိုင်းသားတွေနဲ့ပစ္စတုံးအတွဲမိသွားတဲ့ကိစ္စဟာ
FBI အတွက်တော့ရွှေပါပဲဒီလိုနဲ့ Piston ဟာတိုနီမီရာနဲ့တွဲပြီးအလုပ်လုပ်ရပါတော့တယ်တိုနီမီရာရဲ့အဓိကအလုပ်ကမူရစ်စေးအယောင်းဝယ်ဖြစ်ပေမဲ့ Piston လုပ်ပေးရတာက slot game ဇက်တွေကိုကြည့်ရှုပေးရတဲ့အလုပ်ဖြစ်ပါတယ်တိုနီမီရာဟာကောက်ချစ်စင်လဲပြီးထစ်ကနေရှိရင်လက်ပါတဲ့သူပါဒါကြောင့်သူ့ကိုသတိထားပြီးပေါင်းရပါတယ်သူ့စီမှာအလုပ်လုပ်ရင်းနဲ့တိုနီမီရာကသူ့ကိုနောက်ထပ်ဘိုနာနိုမာဖီးယားဂိုင်းသားတစ်ယောက်ဖြစ်တဲ့ဘယ်ဂျော်ရူဂျီရာရိုလို့ခေါ်တဲ့ Lefty ရူဂျီရာရိုနဲ့မိတ်ဆက်ပေးပါတယ်ရူဂျီရာရိုဟာအဲ့ဒီချိန်မှာလူ23ယောက်ကိုတပ်ဖြတ်ခဲ့တဲ့လက်မယွန်တစ်ယောက်ပါဒါပေမဲ့သူကတော့တိုနီမီရာလိုတခုခုဆိုရင်ဒေါသထွက်တဲ့သူမျိုးမဟုတ်ပါဘူးဒါကြောင့်အလုတ်သဘောနဲ့မဟုတ်ပဲရူဂျီရာရိုနဲ့ပို့ပြီးရင်းနှီးလာပါတယ်1989ခုနှစ်နှစ်ကုန်ကန်ဒီအချိန်မှာမူရစ်စေးအယောင်းဝယ်လုပ်မှုနဲ့တိုနီမီရာထောင်ကျသွားပါတယ်သူ့ရဲ့စလော့ဂိမ်းဇက်တွေကိုလည်းပိတ်ပြစ်ရပါတယ်ဒါကြောင့်ရုတ်တရက်ကြောင်ပြောက်သွားတဲ့ Piston ကိုဒီလောကထဲမှာဆက်ရှိနေအောင် FBI ကစီစဉ်ပေးပါတယ် Wisconsin ပြည်နယ်အခြေစိုက် Milwaukee Mafia ဂိုင်းရဲ့ဂိုင်းကောင်းဆောင် Barley Stirley နဲ့အဆက်အသွယ်ရအောင်လုပ်ပါတယ်ပြီးတော့တခြားအသွင်ယူအေဂျင့်တွေရဲ့ချိတ်ဆက်မှုနဲ့အဲဒီဂိုင်းကောင်းဆောင်နဲ့စီးပွားရေးဆက်တူလုပ်ဖို့စီစဉ်ပါတယ်ဒါဟာ FBI အေဂျင့်တယောက်အနေနဲ့မာဖီးယားခေါင်းဆောင်တယောက်နဲ့ပထမဆုံးအချိန်လူချင်းစုံနိုင်တာဖြစ်ပါတယ်ဘာလီစတီဒယ်လီနဲ့ပေါင်းပြီးအချို့ရည်တွေမုံနေရောင်းချတဲ့စက်တွေဖွင့်တဲ့ကုမ္ပဏီတစ်ခုကိုထောင်နိုင်ခဲ့ပါတယ်ဒါဟာလည်း Piston ရဲ့နောက်ထပ်အောင်မြင်မှုတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လပိုင်းအတွင်းမှာပဲ Piston ကို Lefty Ruggiero ကဆက်သွယ်လာပါတယ်အကြောင်းကတော့သူနဲ့အလုပ်တွဲလုပ်ပြီးဘိုနာနိုမာဖီးယားကိုင်းရဲ့လုပ်ငန်းတွေကိုကူညီဖို့ပါဒါကြောင့်မကြခင်မှာပဲနယူးယောက်ကိုပြန်လာပါတယ်ပြီးတော့ရူဂျီရာရိုရဲ့လောင်းကစားထိုင်ကိုင်းတဲ့လုပ်ငန်းမှာကူညီရပါတယ်ရူဂျီရာရိုနဲ့တွဲမိတာဟာသူ့အတွက်တော်တော်အကျိုးရှိတဲ့အချက်ပါရူဂျီရာရိုကသူ့ကိုမာဖီးယားလောကအကြောင်းပြောပြပါတယ်မာဖီးယားကိုင်းတွေရဲ့ဂိုင်းကောင်းဆောင်တွေအပိုင်နေမီခွဲထားတာတွေမာဖီးယားဂိုင်းသားအချင်းချင်းစောင့်ထိန်ရတဲ့စီမင်းစည်းကမ်းတွေစတဲ့အကြောင်းတွေပါနောက်ပြီးမာဖီးယားဂိုင်းတွေအချင်းချင်းပေါင်းလုပ်ကြတဲ့တရားမဝင်လုပ်ငန်းတွေတကိုင်းနဲ့တကိုင်းကြမှာဘယ်လိုအပေးအယူလုပ်ကြလဲဆိုတာတွေကိုပြောပြပါတယ်ပြီးတော့ဘိုနာနိုမာဖီးယားဂိုင်းကိုဘယ်လိုဖွဲ့စည်းထားလဲဘိုနာနိုမာဖီးယားဂိုင်းထဲမှာဘယ်သူတွေကဩဇာကြီးလဲဘယ်သူတွေကကြောင်းထဲရောက်နေလဲစတာတွေကိုပြောပြပါတယ်ရူဂျီရာရိုစီကနေ Piston ရလာတဲ့ဘိုနာနိုမာဖီးယားဂိုင်းရဲ့အတွင်းရေးတွေဟာ FBI အဖွဲ့ကြီးအတွက်တန်ဖိုးမဖြတ်နိုင်တဲ့သတင်းအချက်လက်တွေဖြစ်ပါတယ်ဒီလိုနဲ့ Piston ဟာ FBI အတွက်မရှိမဖြစ်လိုအပ်တဲ့လျှို့ဝှက်အေဂျင့်တစ်ယောက်ဖြစ်လာပါတယ်1989ခုနှစ်မှာနောက်ထပ်အပြောင်းအလဲတစ်ခုထပ်ဖြစ်ပါတယ်ဘိုနာနိုမာဖီးယားဂိုင်းမှာခိတ္တဂိုင်းကောင်းဆောင်အဖြစ်တာဝန်ယူနေတဲ့ကာမိုင်းဂလန်ဒီကိုနောက်ထပ်ဂိုင်းကောင်းဆောင်တစ်ယောက်အပေါ်တစ္ဆာခံတဲ့ဂိုင်းသားအုပ်စုကတပ်ပစ်ပါတယ်ပြီးတော့ရူဂျီရာရိုရဲ့အထက်မှာရှိတဲ့ကာဘိုလို့ခေါ်တဲ့ဂိုင်းခွဲကောင်းဆောင်အရာကျသွားပါတယ်သူ့နေရာကိုရောက်လာတဲ့သူကဆန်နီဘလက်နပိုလီတာနိုဆိုတဲ့ကာဘိုပါဆန်နီဘလက်ဟာ Piston ရဲ့ငွေရှာပေးနိုင်တဲ့အရည်ချင်းကိုအစောကတည်းကသိပြီးသားပါဒါကြောင့်ရူဂျီရာရိုကတဆင့် Piston ကိုသူနဲ့မိတ်ဆက်ခိုင်းပါတယ်ပြီးတော့ရူဂျီရာရိုနဲ့တွဲပြီးအလုံးမလုပ်ပဲသူ့စီမှာအလုပ်လုပ်ဖို့ခိုင်းပါတယ်ဒါဟာ Piston အတွက်နောက်ထပ်အလှည့်အပြောင်းတစ်ခုပါမာဖီးယားဂိုင်းဖွဲ့စည်းပုံအရာဆိုရင် Piston ကိုဒီလောကထဲစမိတ်ဆက်ပေးတဲ့ဂျီလီပြီးတော့တိုနီမီရာရူဂျီရာရိုအဲ့ဒီလူတွေအားလုံးဟာရိုးရိုးဂိုင်းသားအစ်စ်နေပါမာဖီးယားဂိုင်းနဲ့ဝင်ဖို့ဆိုရင်အီတလီလူမျိုးဖြစ်ရမှာဖြစ်ပါတယ်နောက်ပြီးမာဖီးယားလောကစီမင်းစည်းကမ်းတွေကိုလိုက်နာရမယ့်အပြင်ဂိုင်းတွေကိုရောက်ရင်ရိုးရိုးဂိုင်းသားအဆင့်ကိုအရင်ဆုံးဖြတ်တန်းရမှာဖြစ်ပါတယ်အဲ့ဒီရိုးရိုးဂိုင်းသားအဆင့်ကနေအချိန်နည်းနည်းကြာရင်တော့ကာပိုဆိုတဲ့ဂိုင်းခွဲမှုဒါမှမဟုတ်ဂိုင်းခွဲကောင်းဆောင်ဖြစ်မှာပါအဲ့ဒီကာပိုအဆင့်ရဲ့အထက်မှာတော့ဒူကောင်းဆောင်နဲ့ဂိုင်းကောင်းဆောင်ရှိပါတယ်Piston လိုမျိုးမာဖီးယားဂိုင်းသားတွေနဲ့တွဲအလုပ်လုပ်ရတဲ့သူတွေဟာဂိုင်းသားအဆင့်ကိုမရောက်သေးပါဘူး Associate ဆိုတဲ့တွဲဘက်ဂိုင်းသားအဆင့်ပါဒါကြောင့်ကာပိုအဆင့်ဖြစ်တဲ့ Sandy Black ကိုယ်တိုင်က Piston ကိုသူနဲ့မိတ်ဆက်ခိုင်းတာဟာ Piston အပေါ်ဘိုနာနိုမာဖီးယားဂိုင်းဘက်ကတော်တော်ယုံကြည်လို့ဖြစ်ပါတယ်နောက်ပြီး
ရိုးရိုးဂိုင်းသားဖြစ်တဲ့ရူဂျီရာရိုနဲ့အလုတ်တွဲလုပ်တဲ့အဆင့်ကနေကာဘိုအဆင့်ဖြစ်တဲ့ဆန်နီဘလက်နဲ့ဓာတ်ရိုက်အလုတ်လုပ်ရတယ်ဆိုတာဟာပစ္စတုံရဲ့အရေးပါအရာရမှုပိုမြင့်လာတဲ့သဘောဖြစ်ပါတယ်ဆန်နီဘလက်ရဲ့လက်အောက်မှာရူဂျီရာရိုလိုရိုးရိုးဂိုင်းသား15ယောက်ကနေ20နီးပါးရှိပါတယ်ပြီးတော့ပစ္စတုံလိုအဆိုစီယေအဆင့်က20ကနေ30ကြားမှာရှိပါတယ်ဆန်နီဘလက်ဟာဘိုနာနိုဂိုင်းရဲ့လုပ်ငန်းတွေကိုဦးစီးနေရတဲ့အပြင်ကိုယ်ပိုင်လုပ်ငန်းတွေလည်းရှိပါတယ်ဆန်နီဘလက်မှာ motion လောက်ဆိုတဲ့ social club တစ်ခုကိုပိုင်ဆိုင်ထားပါတယ်သူ့အောက်ကလူတွေအကုန်လုံးဟာမနက်10နာရီကနေ17နာရီကြားမှာအဲ့ဒီ club မှာစုကြပါတယ်ပြီးရင်ဘယ်ဆိုင်ဘယ်နေရာကိုငွေညှစ်မယ်ဘယ်သူကိုငွေထုတ်ချေးမယ်ဘယ်နေရာကနေဘာတွေလူမယ်စတာတွေကိုတိုင်ပင်ကြပါတယ်ပြီးရင်တော့ဆန်နီဘလက်ရဲ့အမိန့်နဲ့လှုပ်ရှားရှိတာတွေကိုလုပ်ကြပါတယ်ဆန်နီဘလက်နဲ့တွဲအလုပ်လုပ်ရင်းနဲ့ပစ္စတုံဟာမာဖီးယားတွေရဲ့လှုပ်ရှားမှုတွေကိုအသေးစိတ်ကြကြသိနိုင်တဲ့အနေအထားကိုရောက်လာပါတယ်မာဖီးယားတွေရဲ့အဓိကလုပ်ငန်းဟာကုန်တင်ကားတွေလူရက်တာမူရစ်စေးအယောင်းဝယ်လုပ်တာငွေညစ်တာတွေဖြစ်ပါတယ်အဲ့ဒီလိုလုပ်တာတွေကိုမတားဆီးနိုင်ရတဲ့အကြောင်းရင်းကတော့နေကန်ရဲတွေမျက်ကွယ်ပြုတ်အောင်လှုပ်ထတာကြောင့်လို့သိရပါတယ်ဒါပေမဲ့မာဖီးယားတွေဟာလွတ်တော်အမတ်တွေအစိုးရရှေ့နေတွေအပြင်တရားသူကြီးတွေကိုပါနှီးမျိုးစုံနဲ့ချုပ်ကင်ထားတယ်ဆိုတာကိုဆန်နီဘလက်စီကနေတဆင့်ထပ်သိလာရပါတယ်နောက်ပြီးမာဖီးယားဂိုင်းတွေဟာတကိုင်းနဲ့တကိုင်းကွဲနေပေမဲ့သူတို့လုပ်တဲ့ဒုစရိုက်မှုတွေကိုတခြားရဲတွေ FBI agent တွေစစ်ဆေးတဲ့အခါတကိုင်းနဲ့တကိုင်းကူညီပြီးလိမ်လည်တပ်တွေခံပေးကြပါတယ်တရားခံကိုမိပေမဲ့တပ်တွေမခံလုံးဘူးဆိုတဲ့အချက်နဲ့အရေးမယူနိုင်တဲ့အမှုတွေအများကြီးပါဒီလိုအတွင်းရေးသတင်းတွေကိုဆန်နီဘလက်လိုလူမျိုးရဲ့အတိအမှတ်ပြုမှုကိုရထားတဲ့ပစ္စတုံကြောင့်သာရရှိခဲ့တာဖြစ်ပါတယ် FBI ဟာဖလော်ရီဒါမာဖီးယားတွေနဲ့ဘိုနာနိုမာဖီးယားတွေကိုထောက်လှမ်းနိုင်ဖို့စီစဉ်ပါတယ် FBI ရဲ့အစီအစဉ်နဲ့ဖလော်ရီဒါမှာ Kings Court Club ဆိုတဲ့ club တစ်ခုကိုတည်ထောင်ပါတယ်နယူးယောက်မာဖီးယားတွေရဲ့တရားမဝင်လုပ်ငန်းတွေဟာအပြာကားလုပ်ငန်းပြည်တစားလုပ်ငန်းစတာတွေဖြစ်ပေမဲ့ဖလော်ရီဒါမာဖီးယားတွေကတော့ကာစီနိုလုပ်ငန်းဟိုတယ်နဲ့ပြည်တစားလုပ်ငန်းငွေကြေးခဝါချတဲ့လုပ်ငန်းစတာတွေလုပ်ကြတာပါဆန်နီဘလက်အပါအဝင်နယူးယောက်မာဖီးယားတွေဟာသူတို့မြို့နာတစ်ဝိုက်မှာပဲကျင်လည်တဲ့အတွက်တခြားပြည်နယ်ကလုပ်ငန်းဖြစ်တဲ့ကာစီနိုနဲ့ကလပ်လုပ်ငန်းကိုလုပ်ကိုင်ဖို့စိတ်မဝင်စားပါဘူးဒါပေမဲ့ပစ္စတုံကတော့ဆန်နီဘလက်ကိုအဲ့ဒီကလပ်မှာရှယ်ယာဝင်ဖြစ်အောင်စီယုံနိုင်ခဲ့ပါတယ်ကလပ်ဖွင့်ဖို့အတွက်ဖလော်ရီဒါအခြေစိုက်မာဖီးယားဂိုင်းရဲ့ခွင့်ပြုချက်လိုပါသေးတယ်ဒါကြောင့်ဖလော်ရီဒါအခြေစိုက်မာဖီးယားဂိုင်းခေါင်းဆောင်ထရက်ဖီကန်တေးနဲ့ဆန်နီဘလက်တို့နှစ်ယောက်တွဲဆုံဆွေးနွေးလို့ရအောင်ပစ္စတုံကိုယ်တိုင်စီစဉ်ခဲ့ပါတယ်နယူးယောက်မာဖီးယားဂိုင်းကကာပိုတယောက်နဲ့ဖလော်ရီဒါမာဖီးယားဂိုင်းကဂိုင်းခေါင်းဆောင်နှစ်ယောက်တွဲဆုံမှုစီစဉ်ပေးတဲ့သူဟာ FBI agent တယောက်ဖြစ်တယ်ဆိုတဲ့အချက်ဟာ FBI အတွက်တော့အမခန့်အောင်မြင်မှုတစ်ခုပါ FBI agent တွေဟာ Kings Court Club မပွင့်ခင်ကတည်းကအဲဒီ club ရဲ့နေရာပေါင်းစုံမှာအသံဖမ်းဆက်တွေကင်မရာအသေးစားတွေကိုတက်ဆင်ထားပြီးသားပါဒါကြောင့်ကလပ်ရဲ့အတွင်းကန်းထဲမှာလုပ်တဲ့လျှို့ဝှက်အစည်းအဝေးတွေမူရစ်စေးအယောင်းဝယ်လုပ်တာတွေကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်လျှို့ဝှက်မှတ်တမ်းတွေကိုတရားရုံးမှာတပ်တွေအဖြစ်အသုံးမပြုနိုင်ပေမဲ့သူတို့ရဲ့ကွန်ရက်ကိုတော့ကောင်းကောင်းနားလည်သွားပါတယ်ဆန်နီဘလက်ကသူရှယ်ယာဝင်ထားတဲ့ဖလော်ရီဒါကလုပ်ငန်းကိုပစ္စတုံကိုပဲဦးဆောင်ခိုင်းပါတယ်ကလပ်မှာတခြားဖျော်ဖြေရေးတွေအပြင်ကြေးကြီးဖဲဝိုင်းတွေကိုပစ္စတုံကစီစဉ်ပေးခဲ့ပါတယ်ဒါကြောင့်ကလပ်ရဲ့စီးပွားရေးဟာတော်တော်ကောင်းလာတဲ့အတွက်ဆန်နီဘလက်ကိုယ်တိုင်ရောဘိုနာနိုမာဖီးယားဂိုင်းအတွက်ရောတော်တော်အကျိုးအမြတ်ရှိခဲ့တာပါနောက်ပိုင်းမှာအလုပ်ကိစ္စတစ်ခုခုနဲ့နယူးယောက်ကိုပစ္စတုံလာတဲ့အခါမျိုးတွေမှာဆန်နီဘလက်ရဲ့အိမ်မှာပဲနေရတဲ့အထိသူ့အပေါ်အတိအမှတ်ပြုယုံကြည်မှုဟာမြင့်မားလာပါတယ်ဆန်နီဘလက်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးကြောင့်ဂိုင်းရဲ့အတွင်သတင်းတစ်ခုကိုကြားလာရပါတယ်အဲ့ဒါကတော့စစ်စလီကနေအသစ်ရောက်လာတဲ့ zip လို့ခေါ်တဲ့သူတွေအကြောင်းပါဘိုနာနိုဂိုင်းအပါအဝင်တခြားမာဖီးယားဂိုင်းတွေဟာအဲ့ဒီ zip အဖွဲ့ကိုမူရစ်စေးအယောင်းဝယ်လုပ်တဲ့ကိစ္စလူသက်တဲ့ကိစ္စဂိုင်းသားတွေဝင်ပါလို့မရတဲ့တချို့ကိစ္စတွေမှာအသုံးပြုကြပါတယ်အဲ့ဒီ zip တွေဟာအမေရိကန်နိုင်ငံကိုမူရစ်စေးတွေအများကြီးတင်သွင်းခဲ့ပါတယ်ပြီးတော့အမေရိကန်နိုင်ငံတစ်ခုလုံးမှာရှိတဲ့ပီဇာဆိုင်တွေကိုအကာအကွယ်ယူပြီးမူရစ်စေးတွေကိုဖြန့်ဖြူးရောင်းချခဲ့ပါတယ်ပစ္စတုံးစီကရလာတဲ့သတင်းကြောင့်
FBI အဖွဲ့နဲ့မွေးရစေနှိမ်နင်းရေးအဖွဲ့ဟာအဲ့ဒီပီဇာဆိုင်မွေးရစေကွန်ရက်ကိုစုံစမ်းထောက်လှမ်းကြပါတယ်အဲ့ဒီစုံစမ်းထောက်လှမ်းမှုကနေ1985ခုနှစ်မှာမွေးရစေဖြန့်ဖြူးသူအများအပြားကိုအရေးယူနိုင်ခဲ့ပါတယ်1980နှစ်လယ်မှာတိုနီမီရာထောင်ကနေပြန်လွတ်လာပါတယ်ဆန်နီဘလက်ရူဂျီတာတို့စတဲ့သူတွေနဲ့ပစ္စတုံတွဲနေတာကိုသိသွားတဲ့အခါမကြေမနက်ဖြစ်သွားပါတယ်အရင်ဆုံးဆန်နီဘလက်စီကိုသွားပါတယ်ပစ္စတုံကိုဒီလောကထဲသူခေါ်သွင်းခဲ့တာဖြစ်ကြောင်းပစ္စတုံကိုပြန်ပေးစေခြင်းကြောင်းပြောပါတယ်ပစ္စတုံကိုလက်မလွတ်နိုင်တဲ့ဆန်နီဘလက်ကညင်းလိုက်ပါတယ်ဒေါသထွက်တဲ့နဲ့တိုနီမီရာပြန်လာပါတယ်တလနှစ်လအကြာမှာတိုနီမီရာကာပိုအဆင့်ကိုယာရူးတက်သွားပါတယ်တိုနီမီရာကကာပိုအဆင့်အစည်းအဝေးတစ်ခုမှာပစ္စတုံဟာသူ့လူဖြစ်တဲ့အတွက်ပြန်လိုခြင်းကြောင်းပြောပါတယ်အခြေအတင်ညင်းကြပေမဲ့နောက်ဆုံးမှာဆန်နီဘလက်ကပဲပစ္စတုံကိုဆက်လက်ပိုင်ဆိုင်ခွင့်ရသွားပါတယ်မကြခင်မှာပဲအယောင်းအဝယ်တစ်ခုလုံတော့ကရတဲ့ဒေါ်လာ2သန်းကိုပစ္စတုံကဗတ်သွားတယ်လို့တိုနီမီရာကဆွဆွဲပါတယ်ဒီဆွဆွဲချက်ဟာတော်တော်လေးပြင်းထန်ပါတယ်မာဖီးယားကိုင်းနဲ့တက်ဆိုင်တဲ့ပတ်စံကိုအကြံအဖန်လုပ်ပြီးယူသွားတဲ့သူအတွက်ပြစ်ဒဏ်ကတော့သေတမ်းပါပဲဒါဟာပစ္စတုံကိုပြန်ခေါ်လို့မရတဲ့အတွက်မစားရတဲ့အမဲသဲနဲ့ပတ်တဲ့လောက်ရပါဒီကိစ္စနဲ့ပတ်သက်ပြီးဘုံနာတို့မာဖီးယားကိုင်းကကာပိုအဆင့်ခေါင်းဆောင်တွေအားလုံးနဲ့စစ်ဒေါင်းလို့ခေါ်တဲ့အစည်းအဝေးထိုင်ပါတယ်အဲ့ဒီအစည်းအဝေးမှာပစ္စတုံကိုစစ်ဆေးပါတယ်ဒါဟာမာဖီးယားကိုင်းရဲ့တရားစီရင်ပွဲတစ်ခုပါဆန်နီဘလက်ကပစ္စတုံအတွက်3နာရီကြာတိုက်ပွဲဝင်ပေးခဲ့ပြီးနောက်ဆုံးမှာတော့အပြစ်မရှိကြောင်းဆုံးဖြတ်လိုက်ပါတယ်သူ့ကိုစစ်ဆေးတဲ့အချိန်ဟာတကယ့်ကိုရင်တမမနဲ့ပါဒီကိစ္စကြောင့်ပစ္စတုံနဲ့တိုနီမီရာရန်သူတွေဖြစ်သွားပါတယ်အခြေအနေကတော်တော်လေးအန္တရာယ်ရှိလာတဲ့အတွက် FBI ကစစ်စင်ရေးကိုရန်နာပြီးပစ္စတုံကိုပြန်ခေါ်ဖို့အမိန့်ပေးပါတယ်ဒါပေမဲ့ပစ္စတုံကတော့ခဏလောက်အချိန်ထပ်ပေးဖို့သတင်းပို့ပါတယ်တခါတော့ကလည်းဖလော်ရီဒါကလူမိုက်တွေအထင်ကြီးဖို့အတွက်ပစ္စတုံဟာ FBI ကစီစဉ်ပေးတဲ့ဇိမ်ခံသင်္ဘောတစ်စင်းကိုငှားပြီးရူဂျီရာတို့နဲ့အတူငှားဖမ်းထွက်ပါတယ်ဒါပေမဲ့တရက်မှာတော့ရူဂျီရာတို့ဟာမဂ္ဂဇင်းတစ်ပုဒ်ကိုဖတ်ရင်းနဲ့သတင်းတစ်ပုဒ်ကိုသတိထားမိလိုက်ပါတယ်အဲ့ဒီသတင်းမှာ FBI အေဂျင့်တွေဟာ RS စော်ဘွားတွေအဖြစ်ဟန်ဆောင်ပြီးလက်စားတဲ့လွှတ်တော်အမတ်တွေကိုထောင်ချောက်ဆင်ဖမ်းခဲ့ကြောင်းလွှတ်တော်အမတ်တွေအတွက်ဇိမ်ခံသင်္ဘောတစ်စင်းပေါ်မှာပါတီပွဲလုပ်ပေးခဲ့ကြောင်းရေးထားပါတယ်အဲ့ဒီသတင်းမှာဖော်ပြထားတဲ့သင်္ဘောပုံဟာပစ္စတုံငှားရန်အသုံးပြုခဲ့တဲ့သင်္ဘောဖြစ်ပါတယ်အဲ့ဒီကိစ္စကိုရူဂျီရာတို့ကမေးမြန်းတဲ့အခါပစ္စတုံဟာတော်တော်သတိထားပြီးဖြေခဲ့ရပါတယ် FBI ဆိုတာနိုင်ငံရေးသမားတွေကိုလိုက်တာကျွန်တော်တို့နောက်လိုက်တာမဟုတ်ဘူးလို့လှည့်ပတ်ပြောပြီးလွတ်အောင်ယုံခဲ့ရပါတယ်1982ခုနှစ်နှစ်ဦးပိုင်းမှာတော့ဘိုးနာတို့ဂိုင်းထဲမှာဖြစ်ပေါ်နေတဲ့ဂိုင်းသားအချင်းချင်းအာဏာလုတဲ့ကိစ္စဟာပြင်းထန်လာပါတယ်ဒါကြောင့်အဲ့ဒီအချိန်ကာလတွေမှာပစ္စတုံအနေနဲ့တော်တော်သတိထားပြီးတွာလာလှုပ်ရှားရပါတယ်မေလမှာလှုပ်တဲ့ကာပိုအဆင့်အစည်းအဝေးတစ်ခုမှာတော့ဆန်နီဘလက်ကပစ္စတုံကိုမာဖီးယားကိုင်းသားအဖြစ်သွတ်သွင်းဖို့အဆိုပြုပါတယ်ဒီသတင်းကိုကြားတဲ့အခါ FBI အကြီးတန်းအေဂျင့်တွေဟာဆွေးနွေးမှုတွေလုပ်ပါတယ်မာဖီးယားကိုင်းတွေကိုအေဂျင့်တယောက်ရောက်သွားဖို့ဆိုတာဟာ FBI အတွက်ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်တဲ့အခွင့်အရေးတစ်ရပ်ပါဒါပေမဲ့အေဂျင့်တယောက်မာဖီးယားကိုင်းနဲ့ရောက်သွားတဲ့ကိစ္စဟာကောင်းကျိုးဆိုးကျိုးဒွန်တွဲနေပါတယ်ပစ္စတုံသာမာဖီးယားကိုင်းသားဖြစ်သွားရင် FBI အတွက်လုံးဝတန်ဖိုးမဖြတ်နိုင်တဲ့သတင်းအချက်အလက်တွေရရှိမှာပါဒါပေမဲ့တစ်ဖက်မှာလည်းပစ္စတုံအနေနဲ့ဂိုင်းထဲဝင်ဖို့ဆိုရင်လူတစ်ယောက်ကိုတတ်ပေးရမှာဖြစ်ပါတယ်ပစ္စတုံကတော့သူ့အနေနဲ့ပြစ်မှုမကျူးလွန်ပဲလူတကယ်မတတ်ပဲမာဖီးယားကိုင်းတွေကိုရအောင်ဝင်နိုင်တယ်လို့သူ့အထက်အရာရှိကိုသတင်းပို့ပါတယ်အေဂျင့်တစ်ယောက်ကိုမာဖီးယားကိုင်းသားအဖြစ်ခန့်လိုက်တာမျိုးကဂိုင်းအနေနဲ့အင်မတန်တိတ်ခါကြစရာကိစ္စဖြစ်တယ်လို့နားချခဲ့ပါတယ်ဒါပေမဲ့သူ့အထက်လူကြီးကတော့အန်ရင်များလုံးတယ်လို့ယူဆပါတယ်နောက်တစ်ချက်ကပစ္စတုံသာမာဖီးယားကိုင်းသားဖြစ်သွားရင်တရားရုံးမှာသက်သေခံထွက်ဆိုတဲ့အခါပြဿနာရှိနိုင်တယ်လို့တွက်ဆကြပါတယ်အကြောင်းကတော့မာဖီးယားကိုင်းတွေကိုတကယ်ဝင်ရောက်ခဲ့တဲ့အေဂျင့်တစ်ယောက်ရဲ့ထွက်ချက်အပေါ်တစ်ဖက်ရှိနေကယုံကြည်လို့မရတဲ့ထွက်ချက်လို့ထောက်ပြနိုင်ပါတယ်နောက်ပြီး
Piston သာဘိုနာနိုဂိုင်းနဲ့ရောက်သွားရင်ဂိုင်းထဲမှာလက်ရှိဖြစ်နေတဲ့အချင်းချင်းတက်ဖြတ်မှုတွေကြားထဲမှာညက်သွားနိုင်ပါတယ်နောက်ဆုံးမှာတော့သူ့ရဲ့အထက်အရာရှိ Jules Bonavolante ကစစ်စင်ရေးကိုရုပ်သိမ်းဖို့အမိန့်ပေးလိုက်ပါတယ်ဒီလိုနဲ့9နှစ်နီးပါးကြာခဲ့တဲ့ Donnie Brasco စစ်စင်ရေးဟာ1982ခုနှစ်ဇူလိုင်လ26ရက်နေ့မှာအဆုံးသတ်သွားပါတယ်စစ်စင်ရေးအဆုံးသတ်တာနဲ့ Piston ဟာ FBI ရဲ့အဆောင်ရှောက်နဲ့မာဖီးယားတွေကိုတရားစွဲနိုင်မဲ့တပ်တွေတွေကိုပြင်ဆင်ပါတယ် FBI agent တွေဟာ Sunny Black တို့အဖွဲ့စီသွားပြီး Donnie Brasco အမိခံ Piston ဟာ agent တယောက်ဖြစ်ကြောင်းအသိပေးလိုက်ပါတယ် Sunny Black, Ruggiero အပါအဝင်သူနဲ့အရင်ဆုံးမာဖီးယားဂိုင်းသားတွေဟာပထမတော့လုံးဝမယုံကြည်နိုင်ပါဘူးမကြခင်မှာပဲသူတို့အားလုံးဒီသတင်းအမှန်ဆိုတာကိုသိသွားကြပါတယ်ဘိုနာနိုမာဖီးယားဂိုင်းအပါအဝင်မာဖီးယားလောကတစ်ခုလုံးတုန်လှုပ်သွားပါတယ်မာဖီးယားဂိုင်းသားတွေရော FBI agent တွေရောခက်မြန်မြန်လှုပ်ရှားကြပါတယ်မာဖီးယားဂိုင်းသားတွေကတော့ Piston ကိုဂိုင်းနဲ့ချိတ်ပေးတဲ့သူတွေကိုလိုက်လံရှင်းလင်းဖို့ဖြစ်ပါတယ် agent တွေကတော့ Piston နဲ့ပတ်သက်ခဲ့တဲ့သူတွေအနေနဲ့တရားရုံးမှာသက်သေလုပ်မယ်ဆိုရင်အကာအကွယ်ပေးမယ်လို့ကန့်လန့်ကြပါတယ်ဒါပေမဲ့ Sunny Black နဲ့မာဖီးယားတွေကငြင်းဆန်ကြပါတယ်မာဖီးယားလောကသားတွေလိုက်နာရမယ့်တစ္ဆာကိုမဖြတ်ခဲ့ကြပါဘူး1982ခုနှစ်ဩဂတ်လ18ရက်နေ့မှာ Piston ကိုဂိုင်းနဲ့ချိတ်ဆက်ပေးတဲ့ပြစ်မှုနဲ့ Sunny Black ကိုကာပို3ယောက်ကလက်စဖျောက်လိုက်ပါတယ်။ဩဂတ်လ29ရက်နေ့မှာရူဂျီရာတို့ကို FBI ကဖမ်းဆီးနိုင်ခဲ့ပါတယ်။ဂိုင်းဘက်ကတတ်မိန်ပေးထားပေမဲ့အဖမ်းခံရတာမို့ကံကောင်းသွားတာဖြစ်ပါတယ်။နောက်ပြီး1982ခုနှစ်ဖေဖော်ဝါရီလမှာထွက်ပြေးနေတဲ့တိုနီမီရာအသက်ခံရပါတယ်။အသက်ခံရတဲ့သူတွေကိုမာဖီးယားလောကသားတွေရဲ့စီးမြင်အရာဘိုနာနိုမာဖီးယားဂိုင်းကရောတခြားဂိုင်းကရောတတ်တာပါ။ Piston ရဲ့လျှို့ဝှက်ထောက်လှမ်းရေးအစီရင်ခံစာတွေကနေတဆင့်1982ခုနှစ်ကနေ1985ခုနှစ်အတွင်းမှာနယူးယောက်မြို့မှာရှိတဲ့မာဖီးယားဂိုင်းကောင်းဆောင်တွေကာပိုတွေရိုးရိုးဂိုင်းသားတွေမာဖီးယားတွေနဲ့တွဲအလုပ်လုပ်နေတဲ့အဆိုစီယေတ်တွေစုစုပေါင်း235ယောက်အထိပြည်ဒဏ်ချနိုင်ခဲ့ပါတယ်။ရူဂျီရာတို့လည်းထောင်ဒဏ်15နှစ်ကျသွားပါတယ်။နောက်ပြီး Piston ရဲ့တပ်တွေခံချက်တွေနဲ့ Milwaukee Mafia ဂိုင်းရဲ့ဂိုင်းကောင်းဆောင်ဒူကောင်းဆောင်နဲ့ကာပိုတွေထောင်ကျသွားပါတယ်ဒီလိုမျိုး FBI agent ကိုမာဖီးယားလောကနဲ့ပတ်သက်အောင်လုပ်ခဲ့တဲ့ဘိုနာနိုမာဖီးယားဂိုင်းကိုမာဖီးယားကော်မရှင်ကနေထုတ်ပယ်လိုက်ပါတယ်မာဖီးယားကော်မရှင်ဆိုတာကတော့နယူးယောက်မြို့မှာကြီးစိုးနေတဲ့မာဖီးယားဂိုင်း9ခုအပါအဝင်မာဖီးယားဂိုင်းတွေအားလုံးနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်အဲ့ဒီအဖွဲ့မှာအမေရိကန်နိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့မာဖီးယားဂိုင်းကောင်းဆောင်တွေအကုန်လုံးပါဝင်ကြပါတယ်ဂိုင်းအချင်းချင်းဖြစ်တဲ့ပြဿနာတွေကိုဖြေရှင်းဖို့ဂိုင်းအချင်းချင်းအပေးအယူကိစ္စတွေကိုညှိနှိုင်းဖို့တဂိုင်းနဲ့တဂိုင်းအကူအညီပေးဖို့ဖွဲ့ထားတာဖြစ်ပါတယ် Piston ကိစ္စပေါ်သွားပြီးမကြခင်မှာနယူးယောက်မာဖီးယားဂိုင်း9ဂိုင်းက Piston ကိုတပ်ပေးတဲ့သူကိုဒေါ်လာ9သိန်းပေးမယ်လို့စုကြေးထုတ်ပါတယ် FBI agent တွေကမာဖီးယားကော်မရှင်ကိုဦးဆောင်တဲ့သူတွေနဲ့တွားတွေ့ပြီး Piston ကိုမတက်ဖို့ပြောပါတယ် agent တယောက်ကိုတက်လာရင်ဖြစ်လာမဲ့နောက်ဆက်တွဲပြဿနာတွေကိုသဘောပေါက်တဲ့အတွက်မာဖီးယားကော်မရှင်ကစုကြေးကိစ္စကိုပြန်ရုပ်သိမ်းပါတယ်ဒိုနီဘရက်စကိုစစ်စင်ရေးကြောင့်ဘိုနာနိုဂိုင်းဟာလူအင်အား200ကနေ300ကြားမှာလှုပ်ရှားတဲ့မာဖီးယားဂိုင်းအဆင့်ကနေလမ်းဘေးဂိုင်းအဆင့်ကိုရောက်သွားပါတယ်တက်ကရစ်2000နောက်ပိုင်းမှာသာမူလအခြေအနေပြန်ရောက်နိုင်ခဲ့တာဖြစ်ပါတယ် Piston ရဲ့ထွက်ချက်တွေကနေတဆင့်1985ခုနှစ်နောက်ပိုင်းမှာမာဖီးယားကော်မရှင်ကဂိုင်းကောင်းဆောင်9ယောက်ကိုထောင်ချနိုင်ခဲ့ပါတယ်နောက်ပြီးပီဇာဆိုင်တွေကနေမွေးရစေဖြန့်ဖြူးတဲ့ကွန်ရက်ကိုလည်းဖော်ထုတ်နိုင်ခဲ့ပါတယ်မာဖီးယားလောကသားတွေအတွက်အထိနာဆုံးဖြစ်ခဲ့တဲ့ဒိုနီဘရက်စကိုစစ်စင်ရေးအကြောင်းကို documentary တွေ podcast တွေနဲ့တင်ဆက်ခဲ့ကြပါတယ်ဒီအကြောင်းကိုရုပ်ရှင်လိုခန်းစားကြည့်ရှုခြင်းနဲ့ဆိုရင်တော့မင်းသားကြီးအယ်ဘတ်ချီနိုနဲ့ဂျွန်နီဒက်တို့ပါဝင်တဲ့ဒိုနီဘရက်စကိုဆိုတဲ့ဇာတ်ကားကိုကြည့်ရှုခန်းစားပါလို့ပြောကြရင်